မင်္ဂလာပါရှင်ဆရာမဝင်းကြီးခိုင်ချစ်လာစွာတော့ဗီရင်ချစ်ပရိသတ်အပေါင်းနဲ့ချစ်တဲ့ဖက်သားသမီးအားလုံးတို့ဆရာမဝင်းကြီးခိုင်မနှောမရငွေကန်ကိုငွေကန်ပွင့်တစ်နှစ်စာဟောစရန်ကိုစောင့်မျှော်နေကြတဲ့ဖုန်းဆက်လာတဲ့စာပို့ထားတဲ့ချစ်မိတ်ဆွေချစ်တဲ့ဖက်သားသမီးများအားလုံးအတွက်ရောပေါ့နော်9ရက်သားသမီးရှင်တွေဖွားများအားလုံးတို့အတွက်ရောဆရာမဝင်းကြီးခိုင်မှာ2026ခုနှစ်တစ်နှစ်စာအထူးဟောစရန်အသေးစိတ်လေးကိုဆရာမဝင်းကြီးခိုင်မှာမြစ်တာအစွမ်းထပ်ပြီးဟောပြောပေးတော့မှာဖြစ်ပါတယ်ရှင်အဖဆရာကြီးဒေါက်တာမင်းတင်ခိုင်တပည့်တားတော်ဗေဒလက္ခဏာဆရာမပွင့်တက်ခိုင်ဖြစ်ပါတယ်ရှင်ချစ်မိတ်ဆွေ9ရက်သားသမီးရှင်တွေဖွားများအားလုံးတို့ဤကောင်းကျိုးချမ်းသာအဖျားကိုလိုလားတောင်းတပါတယ်ရှင်2026ခုနှစ်တစ်နှစ်တာလုံးဟာချစ်မိတ်ဆွေတနင်္ဂနွေသားသမီးများအားလုံးတို့ရဲ့ပေါ့နော်ရတနာဘုံဂိမ်းဆိုင်တယ်လို့ပဲဆိုရွှေလာငွေလာရွှေပြည့်ငွေရှံဂိမ်းနေကန်စာတာမြင့်လက်ပွေပြီးတော့ပေါ့နော်လုတ်ကင်ကျန်စီသမျှအားလုံးဟာရှက်တောက်အောင်မြင်ပြီးတော့ရတနာရွှေမှုငွေမှုရွာသွန်းဖြိုးစေမယ်နှစ်ဆိုတာဧကမှုချဖြစ်ပါတယ်လို့ဆရာမပသိခိုင်ရွှေပါဆက်ငွေပါဆက်ဖြစ်ကန်ချမာနမိတ်ဖက်ကြားပေးပါမယ်ရှင့်ချစ်မိတ်ဆွေတနင်္ဂနွေသားသမီးတွေက2026ပေါ့နော်တစ်နှစ်တာလုံးမှာပလန်နေရွေးဆွဲဖို့လိုတယ်ကံညံဝရိယသုံးပါရှိတဲ့နေရာနေပြီးတော့ကိုကညံတဲ့ဝရိယကိုစိုက်ထုတ်မယ်ဆိုလို့ရှိရင်2026ခုနှစ်တစ်နှစ်တာလုံးဟာတနင်္ဂနွေသားသမီးတွေကိုပြိုင်ဘက်မရှိပေါ့နော်အောင်မြင်ခြင်းချမ်းသာခြင်းကြွယ်ဝခြင်းနဲ့အတူတူရည်မှန်းချက်တွေလုပ်ငန်းဆောင်တာတွေပြပြဝအဆင်ပြေမဲ့အပြင်ကိုနိုင်ငံရေးခြားနဲ့ပတ်သက်ပြီးတော့ပေါ့နော်ခရီးသွားမဲ့ကိစ္စတွေအင်တာဗျူးစာမပွဲဖြေမဲ့ကိစ္စတွေပညာတော်တင်သွားမဲ့ကိစ္စတွေကလွယ်လင့်တကူချောချောမွေ့နဲ့အဆင်ပြေစေမှာဖြစ်ပါတယ်ရှင်ချစ်မိတ်ဆွေတနင်္ဂနွေသားသမီးတွေကအင်မတန်မှကံကောင်းခြင်းတွေပြေဝတယ်တစ်နှစ်ဖြစ်ပါတယ်ရှင်အဲ့တော့ကြောင့်မို့ဆရာမရဲ့တစ်နှစ်စာအထူးဟောစတန်လေးပေါ့နော်နောက်ကျအနှဲငယ်လေးတော့နောက်ကျနေရပေါ့နော်ဒီနေ့ကကျတော့30ရက်12လ2025ပေါ့နော်အဲ့တော့များလေး share ပေးပါ follow လုပ်ပေးပါကံကောင်းတဲ့အယောင်เนาะပြီးတဲ့ခါကျလို့ရှိရင်ကံကောင်းစေတဲ့ lucky number တစ်နှစ်တာလုံးကံကောင်းစေတဲ့အစွမ်းထက်လေးတွေကိုလည်းပြည့်ဝနဲ့မြစ်တာအစွမ်းထက်ပြေးဝမှာဖြစ်ပါတယ်ရှင်အဲ့ဒါကြောင့်မို့များလေး share ပေးပါအမြဲတမ်းကံကောင်းနေစေဖို့အတွက်2026တစ်နှစ်တာလုံးမှာဆရာမပညိတ်ခိုင်တဲ့တူတူရွှေလက်တွဲပြီးတော့ပေါ့နော်တနေ့ကိုတစ္ဆာဒိဋ္ဌံ6ချက်ကလေးပြုတ်ပြီးတော့ပေါ့နော်တနေ့ကိုဗရီး10ဘက်စိတ်ပြီးတော့ရွှေလက်တွဲထားမယ်ဆိုလို့ရှိရင်လည်းငွေကြေးကံကြမ္မာတွေပြည့်စုံစေမှာဖြစ်ပါတယ်အပိုင်းနဲ့လေးဆက်လက်ပြီးတော့ကြည့်ပေးပါအောင်ရှင်ကံကောင်းချမ်းသာပါစေ